ယ်ချင်းမိတ်ဆွေအများကြီးရှိရသည်ကောင်းပါတယ်ဒါပေမဲ့ဘသူကဘာလဲဆိုတာကိုသိစေချင်တယ်ကိုလဲကြတဲ့ခါကြလို့ရှင်ကိုအနားလေးမှာဘသူတွေရှိတယ်လေဘသူတွေကစွန့်ခွာသွားမှာလဲကျွန်တော်ဒီအကြောင်းကိုပြောပြနေတာဒီလူတွေအချင်းချင်းကိုကျွန်တော်နားလည်မှုတွေလွဲစေခြင်းလို့ပြောနေတာမဟုတ်ပါဘူးရှိနေပြီးသားအမှန်တရားတစ်ခုကိုလက်ခံစေချင်တာကိုဖြစ်ရှင်တဲ့နေရာတစ်ခုသွားနေတဲ့လူတိုင်းအတွက်ကျွန်တော်တို့ရင်ဆိုင်ရမှာအမြဲတမ်းဟန်နေပွင့်နေမှာမဟုတ်ပါဘူးမေးရမှုတွေမတိကျမှုတွေလမ်းမှာပြည့်ပါပဲအဲ့တော့ကျွန်တော်တို့လူစဉ်းစားကြည့်အောင်အဲ့လိုခီးလန်းကြီးကိုကျွန်တော်ရှောက်နေတဲ့အချိန်မှာကိုယ့်ရဲ့ဘေးမှာယုံကြည်ရတဲ့လူတစ်ယောက်ရှိနေတယ်ဆိုတဲ့ခံစားချက်ကြီးကိုအတူတူခံစားကြည့်အောင်အဲ့ခံစားချက်ကြီးဘာနဲ့မှလဲလို့မရပါဘူးဒါကြောင့်ကျွန်တော်တို့အတွက်မိတ်ဆွေစစ်မိတ်ဆွေမှန်ဆိုတာဒီအရန်ကိုအရေးကြီးပါတယ်မိမိမှာအဲ့လိုမျိုးမိတ်ဆွေစစ်မိတ်ဆွေမှန်တငယ်ချင်းကောင်းတစ်ယောက်ရှိရဆိုရင်သူ့တန်ဖိုးထားပါအချိန်လွန်မှနောင်တမရစေချင်ပါဘူးဒါကြောင့်မိတ်ဆွေနေနဲ့လူတွေအများကြီးနဲ့တိတာဒီကောင်းပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ဘေးနားမှာဘသူ့ကိုထားမလဲဆိုတာတော့တေချာဆုံးဖြတ်ပါ